Hello ဒီနေ့ကအခန်းပြန်ပြီးတော့ arrangement လုပ်မှာဖြစ်ပါတယ်ဆိုတော့ arrangement လုပ်တဲ့ video လေးပေါ့နော်ဟုတ်ပါဒီနေ့က work from home တော့ရှိရပါတော့ဆိုတော့ဘယ်လိုလဲလုပ်ရင်အခန်းလေးရှင်းပေါ့ပြောရရင်မိုးကရွာလာတဲ့အတွက်အဝတ်တွေကိုပြန်ရုပ်ပြီးတော့ပြန်လန်းဖြစ်ပါတယ်ဒါတော့ဝက်လန်းနေရပါတော့အရက်ကနေနေပူနေတော့တုံတုံးကစမပြေဒါတော့ကမလီပေးထားတဲ့ပန်လေးပါcactus ပင်လေးပါစပထမဦးဆုံးဒီဆောက်စင်ပေါ့နော်အဲ့ဒါအရင်ရှင်းပါမယ်ဒီမှာကကျွန်တော်ရဲ့အဲ့ဒီနှစ်ပိုလီစတက်ကလေးကဆောက်တွေရှိတယ်ပြီးကျွန်တော်ဖတ်နေတဲ့ဆောက်တွေရှိတယ်keyboard တွေရှိတယ်အစုံရှိရပေါ့နော် file တွေရောဆိုတော့အကောင့်တွေ sort လုပ်ရမယ်လွှင့်ပစ်တင်တိုင်းလည်းလွှင့်ပစ်ပေါ့ဒီဆောက်တွေကတော့ခဏတော့တင်ထောင်းမယ်ပေါ့နော်လောလောဆယ်တော့ပြီးတော့ဒီဘက် rack ပါဒီမှာကကျွန်တော် box တွေရှိမယ်အများကြီးပဲဒါလည်းတစ်ခုပြီးတစ်ခု sorting လုပ်ရပါမယ်ဖက်နဲ့ဘူးရောပေါ့နော်အပေါ်တင်တာအကုန်လုံးဒါတော့အပုံလိုက်ကြည့်ပါတောင်ရှင်းရပါမယ်နောက်တစ်ခုကအဲ့ဒီအဝတ်အိတ်တွေပေါ့နော်အဲ့ကောင်တွေဒီဘက်ခဏထားပြီးတော့မှဂရင်ကိုအနောက်ကိုရွှေ့မယ်ပေါ့နော်ဒီတကားပေးနောက်ရွှေ့မယ်ပြီးတော့မှသူ့အနေနဲ့သူပြင်ထားမယ်ဆိုတော့ဂရင်စတော့မှမယ်တော်တော်လေးရမတင်တော့တော်တော်လေးရမနေတွန်းလဲရသွားပါပြီပုံပြန်စုပ်ပါတယ်ပြီးရင်တော့ကျွန်တော်ရဲ့ desk ကိုရွှေ့ပါမယ်ကျွန်တော်ထားချင်နေတာအဲ့ဒီဘရင်းပေါက်နားမှာပေါ့နော်စားခဲ့ထားချင်နေတာဆိုတော့ထားကြည့်မယ်အဆင်ပြေလားမပြေလားကြည့်မယ်ပြီးတော့မှနောက်ကျရင်လည်းအဆင်မပြေဘူးဆိုရင်တော့ပြန်ရွှေ့မှာပေါ့နော်ပေါ်ပစ္စည်းရောဘာမှတော့မရှိတော့ဘူးနောက်မှပဲဒီချာ setup လေးပြန်လုပ်မယ်လို့စဉ်းစားထားတယ်โอเคရပါပြီပြီးတော့ခုနရှင်းထားတဲ့ rack ကိုဟိုဘက်တောင်ကိုပို့ပါမယ်အဲ့ကောင်လေးနည်းနည်းလေးရယ်ပြီးအောက်ကမညီရဲ့အတွက်စားရထည့်ရပါတယ်ဒါတော့ကျွန်တော်ရဲ့မုံနေထည့်တဲ့ခုံပေါ့နော်မုံထည့်တယ်ကင်မရာထည့်တယ်အကုန်ထည့်တယ်ပြီးရင်ဒီ rack ကိုတကားနောက်ရွှေ့ပါမယ်တကားတော့နည်းနည်းတော့ပိတ်သွားတယ်ဒါပေမဲ့အဆင်ပြေတော့ပြေးပါတယ်ချေချေဝဝင်လို့ရတယ်ဆိုတော့ဒါကတော့နောက်ဆုံးပြီးသွားတယ်ဟာပေါ့နော်ကျွန်တော်ဂျားထဲမှာနားလိုက်သေးတယ်မောလို့ခဏပြီးတော့မှစပွဲကို set up လုပ်မယ်ဒါကျွန်တော်မွေးနေ့လက်ဆောင်ရထားတဲ့ Desmax ပေါ့နော်အဲ့ဒါလေးသုံးနေရအဆင်ပြေပါတယ်ဝေးစားโอเคပြီးတော့ laptop ရပြီပြီးပါပြီနည်းနည်းတော့ဝါနေတယ်ကျွန်တော်ရဲ့ setup လေးပါဆိုတော့အခန်းတော့ရှင်းပြီးသွားပြီပေါ့နော်ဆိုတော့ဒါကဘာမှမစဉ်းစားဘဲနဲ့ရိုက်တာပေါ့နော်ဗီဒီယိုလောက်ပါပဲကျေးဇူးတင်ပါတယ်
拜拜。